အားလုံးပဲမင်္ဂလာပါမင်းခန့် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူတူတညီရေးသားထားသောစေးဆက်ကြရာအယုတ်ထင်ဆိုတဲ့ဇလံရေးအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်စလိုက်အောင်ရှင်ကြားလိုက်ရသည့်တရင်ကမမျက်ဝေနားတဲ့သို့တန်ရေဘူးများလောင်းချလိုက်သလိုပင်တစ်ဆက်သေးတွင်ကိုပြန်လာရင်ညနေစာစမ်းဝယ်လာခဲ့မယ်နော်မိမကြီးဟူသည်လင်းဖြစ်သူကိုလမောင်၏အတန်ကနားတဲ့တွင်ပဲတင်ရိုက်ခတ်နေသည်သူ့စိတ်ကကိုတော့အပြင်ဆိုင်ပို့ပေးခဲ့တယ်နော်တရင်လာပေးသူကိုတန်းနိုင်၏စကားအစွန်းတွင်ချန်ဝတ်သို့ကားတစ်စီးစိုက်လာခဲ့သည်မမြဝေသည်အိမ်ပေါ်အပြေးပြန်တက်ကဆောင်းပကက်ထဲတွင်အိပ်ပျော်နေသည့်သားကိုကောက်ချီလိုက်သည်သားကဘယ်တော့ကတည်းကနိုးနေသည်မသိမမြဝေကိုမျက်လုံးဝိုင်းဝိုင်းကလေးများနှင့်ကြည့်နေလေသည်အဖြစ်ဆိုးလိုက်တာသားလေးရဲ့သားကိုညင်ခွင်တွင်ပတ်၍ခြံထဲသို့ဝင်လာကြသည့်လူအုပ်ထဲသို့ပြေးဆင်းခဲ့သည်ကန့်ဖြင့်တဲယူလာသည့်ကိုလမောင်အလောင်းကိုတွေ့ရသည့်အခါမူးမိုက်သလိုဖြစ်ပြီးတစ်ချက်ရိုင်သွားသည်ဘေးမှအမျိုးသမီးတဦးကခလေးကိုလက်ပြောင်းယူထားလိုက်သည်အမလေးကိုလမောင်ရဲ့ကျမတို့သားမီးနှင်းအောင်ကိုရဲရဲဆက်ဆက်ထားဟေ့ပြီလားတော့ဆွေးရည်မျိုးရည်မရှိလင်းရည်မရရည်နှင်းအောင်တဲဘွားမှာခုတော့အတောင်တစ်ဖက်ကျူခဲ့ရပြီတလအရွယ်သားရှိသေးသောသားလေးသည်မမျက်ဝေကိုလှမ်းကြည့်ပြီးစီစီညံလျက်ငိုနေသည်အလောင်းနာမှခွာ၍သားကိုပြန်ချီကာအိမ်ပေါ်ဝတ်သို့ထွိုင်ပြီးနှိုးတိုက်လိုက်သည်သားသည်အငိုရက်သွားလေ၏လက်ခံလိုက်ပါမမြရဲ့ရလင်မရှိတဲ့မယားတခွန်မရှိတဲ့ဖယားမသိမ့်သည်ဘူးတဲ့ဟိုလူကပြောဒီလူကပြောနဲ့မမြဝီအတော်ကိုစဉ်းစားရခန့်နေပါသည်ဟိုလူကစချင်းချင်းဒီလူကပြောင်းချင်းချင်းနဲ့အပြောခံရသည့်စကားတွေကနားထဲသို့ပြေးဝင်လာသည်သို့တော့နောက်ထပ်အိမ်တောင်ထပ်ပြုလို့စိတ်လုံးဝမရှိယခင်ကိုလမောင်နှင့်ဆုံးတွေ့စေခဲ့သည့်အလုပ်ကလေးကိုသာပြန်လုပ်မိသားကိုလူတစ်လုံးသူတစ်လုံးဖြစ်အောင်မမျက်ဝေတတော်ထဲရွန်းကန်လိုက်သည်အခုယောက်ျားမလိုအပ်ဘူးဟုရဲရဲတင်းတင်းမှန်တွေးပြီးဆုံးဖြတ်ချက်ကိုပြတ်သားစွာချလိုက်သည်ကျမကော်ဆုပ်ကော်ပြက်တန်တိုတန်စာလေးပြင်းကောက်မယ်အမရဲ့ကျမနဲ့ကိုလမောင်ကဒီအလုပ်ကလေးလုပ်ရင်ဆုံးခဲ့ကြတာလीကျမနောင်အိမ်ထောင်ထပ်မပြူနဲ့ကျင်တော့ပါဘူးရှင်မမြဝေသားကိုနှုတ်ဘူးနဲ့ဘေးအိမ်ကဒေါ်ကြီးစိန်စီအပ်ခဲ့ပြီးထိုအလုပ်ကလေးကိုပြန်လုပ်ခဲ့သည်ညနေဆောင်လို့အိမ်ပြန်ရောက်မှသားနှင့်အလွမ်းတည်ရသည်တွေ့နုသားနုနှင့်အလေးအပင်တွေထမ်းရသည့်မမြဝေကိုဒေါ်ကြီးစိန်ကတနာကယူနာပိုးကသမင်းဟင်းတွေပိုပိုတာတာဖြင့်ချက်ပေးထားတတ်သည်ညာအိတ်လင်တော့အိမ်ကိုကလေးတဲ့တွင်သားအမိနှင့်အောင်တဲ့ဤသို့နှင့်သားလီအခါလဲကြော်အရွယ်သို့ရောက်လာခဲ့သည်ဟင်းရှင်ဘသူလဲလမိုက်ညရေနန်းစီမိကွက်ကလေးကိုငိမ့်မိအိယာဝင်၍အိမ်မော်စားနေစဉ်တစုံတူချင်းတောင်ထဲသို့ဝင်လာသည်ကိုသတိမထားမိလိုက်မိမိကိုယ်ဘောကစောင်းကိုဆွဲခွာလိုက်မှဖြက်ခနဲ့နိုးလာသည်အိမ်မုံဆုံဘွားဖြင့်ဘာရဲမသိကြောင်အန်းနေစေစူးရှားသောအနံ့တစ်ခုနှာခေါင်းစီသို့လာရိုက်သည်အရက်နှံ့ချင်းဆွတ်မိမိအပေါ်တွင်အုံမိုးထားကြောင်တိရစဉ်တွင်ထိုလူကမိမိပါးစပ်ကိုအမောင်ထဲ၌ဖိအုပ်ထားလိုက်သည်ဥတစ်ဖက်ဘေးမှသားကိုစမ်းကြည့်မိတော့မတွေ့ရဘူးမမြဝီမျက်လုံးပြူလျက်စိုးရိမ်သွားရသည်တကျင်တဲတွင်ဒေါသသည်ခေါင်းအုပ်ကဓားမြောင်စီသို့လက်နှိပ်ပြီးသားဖြစ်သွားသည်အာထိုလူလက်မောင်ကိုထိုးဆိုင်လိုက်တဲ့အချိန်ထိုလူစီမှစူးရှားသောအော်ဇန်ကိုကြားရသည်မမြဝေပါးစပ်ကိုအုပ်ထားသည့်လက်လေလွတ်သွားသည်ထိုလူချင်းတောင်ထဲမှပြေးသွားသည်ခေါင်းရင်းပိုက်ဆင်းပေါ်တွင်တင်ထားသည့်ရေနန်းစီမိကွက်ကလေးနှင့်မိချက်ကိုယူကာတုံတုံချီဖြင့်ထုံးလိုက်သည်ထိုနောက်သားကိုရှာလိုက်သည်ဟဲအမေသားလေး
တာဒီချင်းတောင်နဲ့3တောင်လောက်အကွာတွင်တွေ့ရသည်ထိုလူသည်မိသူနီဘဲချင်းကတဲ့ကရောက်ပြီးတားကိုရွေးခါခဲ့သည်နီတားကိုတွင်ချင်းကရရာတွေတွေ့ရသည်ဟဲ့ကောင်မင်းဘာလို့တာလဲချီလင်းဘက်အိမ်မှာဒေါ်ကြီးစိန်ကြီးယောက်ျားဦးတက်မောင်အတန်ကိုကြားရသည်တားကိုချီလျက်ပရင်းပေါက်ကိုဖွင့်ကြည့်လိုက်သည်တစ်ဖက်ခြံတဲကဓမီရောင်အောက်တွင်ထိုလူကိုမျက်မြောက်ဝေမြင်လိုက်ရသည်အသက်သမားတန်းနိုင်တားနှင့်မရနှင့်ခေသည်ဒီလူမိမိကိုမထိတထိစနေသည်မှာကြာခဲ့ပြီမျက်မြောက်ဝေမတိချေးကျွံပြူ၍တိန့်ရှောင်နေခဲ့ခြင်းဖြစ်သည်မြဝီသမီးတကောက်ဖွင့်စမ်းဒေါ်ကြီးဆိုင်အိမ်ရှိသူရောက်လာသည်ဦးလေးအပေါ်ထားသွားတာညီအိမ်ဖော်ကယောက်ျားအော်ထန်ကြားလို့စောင့်ကြည့်နေတော့နောက်ဖေးကနေဆင်းပြေးလာတဲ့လူအိတ်တွေ့လို့ဓမီနဲ့ထိုးကြည့်ပြီးဖမ်းထောက်လိုက်တာဒေါ်ကြီးဆိုင်ဒေါ်ကြီးဆိုင်ရင်ခွင်တဲ့သို့ခေါင်းအကာမျက်မြဝေရှက်ကြောက်အားငယ်စွာငိုချပစ်လိုက်သည်အကြောင်းစုံကိုလည်းရှင်းပြလိုက်သည်အဲ့ဒါကြောင့်ပြောတာဗောသမီးရဲ့လေမရှိမုတ်ဆိုးမှဆိုလူတွေကတိတ်အထင်သေးညင်ကြတာဒီလိုနဲ့မျက်မြဝေကိုကမ်းလန်းထားသည့်ဘဝတူမုတ်ဆိုးဖို့ကိုတင်ဖေနဲ့မျက်မြဝေလက်ထပ်လိုက်ရသည်ကိုတင်ဖေမှာကတားတော်သမီးခံမရှိတကိုရီတကာလက်သမားမို့အနှဲငယ်ချောင်းချောင်းလဲလဲရှိသည်မြမြဝေဘဝကော်ကောက်ချင်းမှကျွတ်လွတ်ခဲ့ရပြန်ပါသည်ဟာတကယ်ပြောတာနော်မိမအင်းဆိုသားလေးနှစ်ခွဲလောက်မှကိုတင်ဖေရဲ့ရင်သွေးကိုမြမြဝေလွယ်ဟဲရလေသည်ကိုအလုတ်တွေပိုစူးစားရတော့မယ်ကွာကိုတင်ဖေကအလုတ်စူးစားသည်မြမြဝေကိုလည်းရွှေသိုငွေစလေးတွေဆင်နိုင်ခဲ့သည်တော့ဒီရင်သွေးကိုလွယ်ပြီးသည့်နောက်မြမြဝေကျမ်းမာကြီးချူချခဲ့သည်မကြာခဏနေမကောင်းဖြစ်သည်တောဆရာဝန်ဖြင့်ဆေးထိုးနေရမှထိုဆေးထိုးအက်ဆက်ရာများကပွိုင်စင်လိုက်ကပေါင်တွင်ဟကြိတ်ကြီးတစ်ခုတဲလာသည်ထိုအကျိတ်သည်ရှိသမလကိုထုခွဲရောင်းချ၍ကူခဲ့ရသည်အကျိတ်ကိုခွဲထုတ်ပြီး10ရက်ခန့်အကြာဆေးရုံဆင်းရမည့်ညနေတွင်ကိုတင်ဖေမရောက်လာတော့ဒေါ်ကြီးစိန်တို့လင်မယားထားတားကိုချီလျက်ရောက်လာကြသည်သမီးတက်တာလားဟင်ဟုတ်တက်တာပါတယ်ဒေါ်ကြီးစိန်ကိုတင်ဖေဟောဟင်တားကိုလက်ပြောင်းယူလိုက်ရင်းကမျက်မြဝေမေးလိုက်သည်ဒေါ်ကြီးစိန်တို့လင်မယားမျက်နှာမှာပြုံမိမိုးလိုအုံဆိုင်မဲမောင်သွားသည်ဒေါ်ကြီးစိန်စီမှမျက်ရည်မိုးတွေမြင်ရတဲ့အခါမှာတော့မျက်မြဝေတုံလုတ်ကြောက်လန့်သွားရသည်ဟုတ်လားဟင်ဒေါ်ကြီးစိန်ကိုတင်ဖေရောလို့သူဘာဖြစ်သွားသေးလဲဟင်သူဆုံးသည်သမီးရှင်ကန်ဆိုးရှာတော့မျက်မြဝေကိုဒေါ်ကြီးစိန်ကဖက်၍ငိုသည်ဘေးကတဲ့မှလူများနှင့်နက်စကလီတွေလည်းမျက်ရည်ဆိုး၍အတနာပိုကြသည်ကိုတင်ဖေနိုင်ရေးအတွက်ဆေးရုံအတွင်းကငွေလေးကောက်ကကူညီဖေးကြသည်တေချင်းတရားကိုမိဘနှစ်ပါးကနေစ၍အခါခါရင်ဆိုင်ခဲ့ဘူးတော့မျက်မြဝီကတော့မျက်လုံးသေးကြီးများဖြင့်ကြောက်လို့သေးကြီးလိုအိမ်သို့ပြန်လိုက်လာခဲ့သည်ဆေးရုံတက်နေစဉ်ကဖြူးစုဆောင်ရှောက်လွတ်ကင်ပေးခဲ့တဲ့ကိုတင်ဖေရဲ့ပုံရိပ်များကအသေးဆိုင်တွင်ထင်ဟပ်ပေါ်လာကြသည်အရေးသွားမတတ်နိုင်လို့မြေအိုးခံပြီးချေးကိုနှိထုတ်ဖေးသည်တကယ်ကိုခင်မှန်ကောင်းသည့်အောင်ရဲ့မျက်မြဝေဘဝကဆေးရောင်ဆုံးခဲ့ရပြီတော်သည်သမီးအစစ်စစ်အရာရာဂယုဆိုင်တော့သမီးမီးဖွားတန်းထီနေခြင်းပါတယ်မင်းဦးလေးကတာဝန်တဲ့ပြောင်းရတော့လीပင်စင်ရခါနီးကြောင်းအုပ်ကြီးမို့ဦးသက်မောင်ကနေပြောင်းရသည့်အချိန်မျက်မြဝေမှာတိုးဖော်များမိသားစုအရင်များဆုံးရှုံးခဲ့ရသလိုပင်ဖြစ်သည်ဝမ်းပန်းနှီးငိုကြီးသည့်အဆုံးတွင်မျက်မြဝေနှင့်သားလေးသည်အိမ်ကလေးထဲမှကြံနေခဲ့ရသည်ဦးလေးမသွားခင်ကအိမ်ကိုမိုးပေးခဲ့သည့်အတွက်ဒီမိုးကိုမကြောက်ရတော့လဲဝမ်းစာကရှိသေးသည်ကျောင်းဆရာလာသာလေးနဲ့ချိုးချမ်းစာသုံးနေရမည်မို့ဒေါ်ကြီးစိန်တို့ကလည်းမျက်မြဝေထောက်ပံ့နိုင်ခြင်းမို့သို့တော့အတူတူနေစဉ်ကတားကိုဒေါ်ကြီးစိန်ကထိန်းထားပြီးသည့်တဲ့မျက်မြဝေကအဝတ်လော်ကော်ကောက်အတော့ကိုလွတ်လပ်လုံနိုင်ခဲ့သည်သို့တော့ခုတော့လာခဲ့စမ်းဟိလောကဒန်မျက်မြဝေကရဲတင်းစိန်ခေါ်ခါအန်ကိုတင်းကြည့်၍လောကုတရာကိုတယောလောင်ပြောသည့်အပြုံးနဲ့ပြစ်ပေါက်လိုက်လေသည်